စစ်မြေပြင်သုံး drone တွေရဲ့အနာဂတ်ကိုပြောင်းလဲပေးမဲ့မိတ်ဖက်တစ်ခုအကြောင်းလေ့လာကြည့်ကြရအောင် အဓိကကတော့ BAA Systems နဲ့ SURVCE Engineering တို့သဘောတူညီချက်အသစ်တစ်ခုလက်မှတ်ထိုးလိုက်ကြတာပါပဲ ဒီပူပေါင်းမှုကအခုမှစတာမဟုတ်ပါဘူး2015ကနေကစခဲ့တဲ့ဆက်ဆံရေးကိုတိုးချဲ့လိုက်တာပါ ဒီ timeline ကိုကြည့်ရင်သူတို့ရဲ့မိတ်ဖက်ဆက်ဆံရေးဘယ်လိုတိုးတက်ပြောင်းလဲလာတယ်လဲဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ် ဒီပူမောင်းဆောင်ရွက်မှုရဲ့အဓိကဇက်ကောင်ကတော့ drone တစ်စင်းပါပဲဘယ် drone လဲဆိုတော့ အဲ့ဒါကတော့ ရက်စစ်3ဝန်အများကြီးတင်နိုင်တဲ့ T150 drone ပါပဲထောက်ပံ့ရေးအတွက်အဓိကဒီဇိုင်းထူထားတာပါ ဒီ drone ကစစ်မြေပြင်မှာလက်တွေ့အသုံးဝင်နေပါပြီ American Marine တပ်မှာ TRV-150 နာမည်နဲ့သုံးနေတာပါ ဒါပေမဲ့သူ့ရဲ့တာဝန်ကထောက်ပံ့ရေးတစ်ခုတည်းမှာပဲရပ်နေမှာမဟုတ်တော့ပါဘူးအများကြီးပိုကျပြတ်လာတော့မှာကြည့်လိုက်ပါရိုးရိုးကွန်တင်တဲ့အဆင့်ကနေမိုင်းရှင်းလင်းရေးနောက်ပြီးတိုက်ခိုက်ရေးအချိလုံနိုင်လာပါပြီ ဒါတွေကစိတ်ကူးရင်ပြောနေရမဟုတ်ဘူးနော် Service Engineering ရဲ့ဥက္ကဋ္ဌကိုယ်တိုင်အတည်ပြုထားတာပါ BA Systems ဘက်ကလည်းဒီစွမ်းရည်တွေဟာခိတစစ်မိပြန်တာမရှိမဖြစ်လို့အပ်တယ်လို့အလေးပေးပြောထားပါ යි ကောင်းပြီဒါဆိုသူတို့ရဲ့ဟိမန်ချက်အကြီးကြီးကတော့ဘာဖြစ်မလဲအနာဂတ်ကတော့လူထိန်းတဲ့လေရင်နဲ့မောင်းသူမဲ့ရင်တွေအတူတူplanတိုင်းထိုက်ခိုက်ကြမှာမ ဒီရမန်းချက်တွေအားလုံးရဲ့နောက်ွယ်ကအထူးရည်ရွယ်ချက်ကတော့တစ်ခုတည်းပါပဲ အဓိကကတော့အန်ဒရယ်များတဲ့စစ်စင်ရေးတွေမှာလူသားတွေရဲ့အသက်အန္တရာယ်ကိုရှော့ချဖို့ပါပဲ drone တွေဒီလောက်တော်လာရင်လူသားလျင်မှုတွေအနာဂတ်ကဘယ်လိုဆက်ဖြစ်မလဲဆိုတာကတော့စဉ်းစားစရာပါပဲ